မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ပြောပြသွားမှာကတော့ကမ္ဘာရုပ်ရှင်လောကမှာအောင်မြင်ဆုံးနဲ့ပရိသတ်ချစ်ဆုံးမင်းသားတစ်ယောက်ဖြစ်တဲ့လီယိုနာဒိုဒီကပ်ပရီယိုရဲ့အကြောင်းပဲဖြစ်ပါတယ်သူဟာအချစ်မင်းသားတစ်ယောက်ဖြစ်တယ်မကပဲတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ယောက်အနေနဲ့ပါလူသိများသူပါဒါပေမဲ့သူ့ရဲ့အောင်မြင်မှုတွေနောက်ွယ်မှာဘလို့ခက်ခဲတဲ့ဘဝအစတွေရှိခဲ့လဲဆိုတာကြည့်လိုက်ရအောင်ဗျာငယ်ဘဝနဲ့ဘဝအစလီယိုနာဒိုကို1984ခုနှစ်မှာအမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့မှာမွေးဖွားခဲ့ပါတယ်။သူမိဘတွေဟာသူငယ်ငယ်လေးမှာတင်ကွာရှင်းခဲ့ကြတာကြောင့်သူဟာဆင်းရဲတဲ့ရက်ွက်လေးတစ်ခုမှာအမေနဲ့အတူကြီးပြင်းခဲ့ရပါတယ်။သူငယ်စဉ်ကတည်းကတရုတ်ဆောင်ရတာကိုဝါသနာပါခဲ့ပြီးအသက်14နှစ်အရွယ်မှာကြော်ညာတွေဆက်ရိုက်ခဲ့ရပါတယ်။ဒါပေမဲ့အစပိုင်းမှာတော့အေဂျင့်ပေါင်းများစွာရဲ့ညှင်းပယ်ခြင်းကိုခံခဲ့ရပူပါတယ်။လီယိုရဲ့အောင်မြင်မှုအစောပိုင်းကာလတွေသူ့ကိုလူသိများလာစေတာကတော့1993ခုနှစ်မှာရိုက်ကူးခဲ့တဲ့ This Boy's Life ဇာတ်ကားပါအဲ့ဒီနောက် What's Eating Gilbert Grape ထဲမှာစိတ်မနှံ့တဲ့ကောင်လေးဖြစ်တရုပ်ဆောင်ခဲ့တာကြောင့်အသက်19နှစ်နဲ့တင်အော်စကာစကာတင်စရင်မှာပထမဆုံးအကြိမ်ပါဝင်ခဲ့ပါတယ်ဒါဟာသူ့ရဲ့ပါရမီကိုကမ္ဘာကစသိလိုက်တဲ့အချိန်ပါပဲ1990ခုနှစ်မှာတော့လီယိုရဲ့ဘဝကိုတဆစ်ချိုးပြောင်းလဲပေးလိုက်တဲ့တက်တန်းနဲ့ရုပ်ရှင်ထွက်ရှိလာပါတယ်ဂျက်တော်စင်အဖြစ်သူရဲ့တရုပ်ဆောင်ချက်ဟာတကမ္ဘာလုံးကမိန်းကလေးတွေကိုယူသွစေခဲ့ပြီးသူဟာကမ္ဘာအကျော်ကြားဆုံးအိုင်ဒေါ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။တိုက်တန်းနှစ်ပြီးနောက်ပိုင်းမှာသူဟာရုပ်ရည်ကိုပဲအားကိုးတဲ့မင်းသားတစ်ယောက်မဟုတ်ဘူးဆိုတာသက်သေပြဖို့ခက်ခဲတဲ့ဇာတ်ရုပ်တွေကိုပဲရွေးချယ်ရိုက်ကူးခဲ့ပါတယ်။ဒီအပတ်တာ Black Diamond, Inception, The Wolf of Wall Street စတဲ့ကားကြီးတွေနဲ့အော်စကာဆုရဖို့နှိစက်ခဲ့ပေမဲ့နှစ်ပေါင်းများစွာလွဲချော်ခဲ့ရပါတယ်။ဒါဟာအင်တာနက်ပေါ်မှာတောင်ဟာတာတစ်ခုဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့2016ခုနှစ်မှာ The Revenant ဇာတ်ကားနဲ့သူမျှော်လင့်နေတဲ့အကောင်းဆုံးမင်းသားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒီကားထဲမှာသူဟာအေးဒဏ်နဲ့ဒဏ်ရာတွေကိုတကယ်ခံစားပြီးရိုက်ကူးခဲ့တာကြောင့်ပရိသတ်တွေကသူ့ရဲ့ကြိုးစားအားထုတ်မှုကိုလေးစားခဲ့ကြပါတယ်။လီယိုနာဒိုဟာအောင်မြင်ပေမဲ့မာနမကြီးပဲကဘာကြီးပူနွေးလာမှုကိုတိုက်ဖြတ်ဖို့အတွက်လဲတန်းနဲ့ချီတဲ့အလူငွေတွေလှူဒန်းနေသူပါဆင်းရဲတဲ့ရက်ကွက်ကကောင်လေးတစ်ယောက်ကနေကဘာကျော်မင်းသားကြီးဖြစ်လာတဲ့အထိသူ့ရဲ့ဇွဲနဲ့ကြိုးစားမှုကတော့အားလုံးအတွက်အတူယူစေရပါပဲ။